မင်္ဂလာပါမီဇီရဲ့ audio podcast ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ habit အကြောင်းကို day 3အနေနဲ့မျှဝေသွားမှာဖြစ်ပါတယ်အလေ့ကျင့်ကောင်းတစ်ခုကိုတည်ဆောက်မယ်ဆိုရင်ကိုယ်မှာ habit forming ပုံစံရှိရပါမယ်အလေ့ကျင့်တစ်ခုကိုတည်ဆောက်တဲ့အခါမှာပုံစံလေးရှိထားမယ်ဆိုရင်ဒီအလေ့ကျင့်ကိုဟာတက်တောင့်တက်တာလေးနဲ့ပုံမှန်လှုပ်ဆောင်သွားနိုင်မယ်ပင်မမလဲအားစိုက်ထုတ်စရာမလိုတော့ဘဲနဲ့အကျင့်တစ်ခုကိုလွယ်လွယ်ကူကူတည်ဆောက်သွားနိုင်ပါလိမ့်မယ် habit forming ပုံစံ၃မျိုးရှိပါတယ် Q အစပြုတာ routine ပုံမှန်လှုပ်ဆောင်တာ reward ရလက်ဆိုတဲ့ဤအတိုင်းလှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်အရင်ကိုလွယ်ကူပါတယ် Q ဆိုတဲ့အစပြုတဲ့နေရာမှာကိုဟာဝမ်းချုပ်တဲ့သူတယောက်ဖြစ်တဲ့အတီးရွက်မစားတာရဲ့ရေမတောက်တာရဲ့ကနေပြီးတော့မှအစပြုပြီးတော့မှဝမ်းချုပ်သွားတယ်ဒီဝမ်းချုပ်တာကိုတတ်တာသွားစေဖို့အတွက်ဆိုရင်ကိုဟာရေတောက်ရမယ်အဲ့တော့ရေတောက်တဲ့အကျင့်ကိုစတင်ပြိုးထောင်မယ်ဆိုလို့ရှိရင်ရလက်အနေနဲ့ဘာရမလဲဆိုရင်အသားရည်လာမယ်ဝမ်းနေသွားလာမယ်ဝက်ချံထွက်တာမျိုးတွေလည်းမဖြစ်တော့ဘူးရလက်ကိုတိသွားပြီဆိုလို့ရှိရင်ပုံမှန်ရေတောက်သွားနိုင်ဖို့အတွက်ကိုထိုင်နေကြနေရနေတဲ့နေရာနာမှာရေဘူးကိုအစင်တစ်ထပေးရပါမယ်နောက်ထပ်ဥပမာကတော့လူကအရန်ဝလာတယ်ဗိုက်စီခောက်တွေထွက်လာတယ်ကိုယ်လည်းလှုပ်ရှားမှုမရှိတော့ခန္ဓာကိုယ်ကလေးလံလာတယ်ဒါကြောင့်မလို့လေ့ကျင့်ခန်းလုပ်ဖို့လိုတယ်လေ့ကျင့်ခန်းလုပ်ဖို့အတွက်အစပြိုးစီတာကြတော့လူကအရန်ဝလာတယ်ဗိုက်ခောက်အစီထွက်လာတယ်အဲ့တော့ရလက်အနေနဲ့တွေးပြီးကြည့်မယ်ဆိုရင်လေ့ကျင့်ခန်းလုပ်ရင်ခန္ဓာကိုယ်လာမယ်နေရထိုင်ရတာပေါ့ပါလာမယ်ရလက်အနေနဲ့သိပြီဆိုရင်ကိုဟာ routine အနေနဲ့ပုံမှန်လှုပ်ဆောင်သွားဖို့လိုအပ်တယ်ဘယ်ချိန်မှာအားပြီးတော့မှလေ့ကျင့်ခန်းလုပ်ဖို့အတွက်ဘယ်လောက်အချိန်တွေပေးရမယ်ဆိုတာကိုစတင်ပြီးတော့မှစဉ်းစားရတော့မယ်ကိုအတွက်အားကစားလုပ်ရတာမပြေးတဲ့အချိန်ကဘယ်ချိန်လဲဆိုတာကိုစောင့်ကြည့်ပေးရမယ်ဒီလိုလွယ်ကူတဲ့ habit forming system ကနေပြီးတော့မှအကျင့်တစ်ခုကိုစတင်ပြီးတော့မှတည်ဆောက်လာနိုင်ပါလိမ့်မယ်။ကဲဒါဆိုလို့ရှိရင်တော့ habit forming ရှိတဲ့အခါမှာကိုဟာလေ့ကျင့်တစ်ခုကိုဘယ်လိုမျိုးတက်တောင့်တက်တာလေးနဲ့ပုံမှန်လှုပ်ဆောင်သွားနိုင်မလဲဆိုတာကိုအားလုံးနားနဲ့သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။နောက် podcast တွေမှာပြန်လည်ဆုံတွေ့ပါမယ်။ Bye bye